မနေ့ကတမိုင်းတစ်လျှောက်ယူကရိန်းရဲ့အကြီးဆုံး drone မုန်တိုင်းစစ်စင်ရေးကြောင်းရုရှားမြို့တော်မော်စကိုတွေးလန့်သွားခဲ့ရတဲ့အပေါ်ရုရှားသမ္မတပူတင်ကတွေးအေးနဲ့ပဲကြောက်မဲ့ဖွယ်လက်စားချင်မှုတုံ့ပြန်မှုကိုဒီမိနစ်မှာပဲစတင်လိုက်ပါတယ်ခင်ဗျရုရှားသမ္မတယုံကနေဒါဟာအစပြုချင်းသာရှိသေးတယ်မော်စကိုမြို့တော်ကိုထိရင်ဘာဖြစ်မလဲဆိုတာပြသရမယ်လို့တရားဝင်ကြီးညာလိုက်ပြီးယူကရိန်းတနိုင်ငံလုံးကို10 မီလီယံကြီးတွေနဲ့ထပ်မံလွှမ်းခြုံလိုက်တာဖြစ်ပါတယ်ဒီနေ့မနေ့ပိုင်းနိုင်ငံတကာသတင်းဌာနကြီးတွေရဲ့တိုက်ရိုက်ထုတ်လွှင့်ပြသချက်အရရုရှားစစ်တပ်ဟာယူကရိန်းနိုင်ငံအနောက်ပိုင်းကစစ်ဘက်ဆိုင်ရာထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းတွေနဲ့အဓိကစွမ်းအင်စက်ရုံတွေကိုတာဝေးပစ်ဗျူဟာမြောက်ဒုံးကျည်အမြောက်အများနဲ့အလုံးအရင်နဲ့လမ်းဖောက်ခွဲတိုက်ခိုက်နေတာဖြစ်ပါတယ်ယူကရိန်းရဲ့မြို့ကြီးအချို့မှာလက်စစ်မီးတွေချက်ချင်းပြတ်တောက်သွားခဲ့ရပြီးမိသက်သမားတွေနဲ့ကယ်ဆယ်ရေးအဖွဲ့တွေဟာလည်းညရွန်ချင်းပျက်စီးသွားတဲ့အဆောက်အုံတွေအောက်မှာပိတ်မိနေသူတွေကိုအရေးပေါ်ရှာဖွေနေဆဲဖြစ်ပါတယ်စီလီလာသူတွေကတော့မော်စကိုမြို့တော်ကိုတိုက်ခိုက်ခံရမှုဟာရုရှားအတွက်တိတ်ခါပိုင်းအရာအကြီးအကျယ်ထိခိုက်စေခဲ့တာကြောင့်အခုလိုမျိုးအစမတန်ပြင်းထန်တဲ့စစ်အင်အားနဲ့ပြန်လည်တုံ့ပြန်တာလို့သုံးသပ်နေကြပါတယ်ယူကရိန်းဘက်ကတော့ drone နဲ့ရုရှားအရန်ပိုက်ကိုထိုးနှက်နိုင်စွမ်းရှိကြောင်းတက်တည်ပြသခဲ့ပြီးမြဲရုရှားရဲ့အဖြစ်အားပြင်းတဲ့ဒုံးကျည်မရိန်းတန်ကိုတော့ယူကရိန်းပြည်သူတွေခါးစီးပြီးပြန်လည်ခံစားနေရတာဖြစ်ပါတယ်ဒါဟာစစ်ပွဲကိုပုံမကြောက်မြတ်ဖွယ်ကောင်းတဲ့အဆင့်တစ်ခုစီကိုတွန်းပို့လိုက်တာလည်းဖြစ်ပါတယ်အပြန်အလှန်လက်စားချေမှုတွေနဲ့အရှိန်မြင့်လာတဲ့ရုရှားယူကရိန်းစစ်ပွဲကြီးဟာဘယ်တော့အဆုံးသတ်နိုင်မလဲယူကရိန်းရဲ့ခြေလှမ်းကရုရှားကိုဒူးထောက်စီမလားဒါမှမဟုတ်ပုံဆိုးရတဲ့စစ်မီးကိုပဲလောင်မြိုက်စီမလားဆိုတာကိုတော့ကျွန်တော်ရင်တမန်မှန်နဲ့စောင့်ကြည့်ရမယ့်အနေအထားဖြစ်နေပါတယ်ရုရှားရဲ့ဒီနေ့ကြောက်မဲ့ဖွယ်လက်စားချေမှုအပေါ်ပရိသတ်တို့ကတော့ဘယ်လိုထင်မြင်ပါသလဲ comment လေးမှာဝင်ရောက်ဆွေးနွေးပေးနိုင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်